ငွေကြေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ကစနစ်တကျသုံးစွဲဖို့သင်ယူကြပေမဲ့တကယ်တမ်းကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့စိတ်စွမ်းအင်တွေကိုတော့ဘယ်နေရာမှာဖြုံးသီးနေမှန်းမသိဖြုံးသီးနေမိတတ်ကြတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးနည်းနည်းလောက်ဗဟုသုတအနေနဲ့ပြောသွားချင်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာဖုန်းဘက်ထရီတွေနဲ့တူတယ်မနက်ခင်းမှာ100%အပြည့်ရှိနေပေမဲ့နေ့တစ်နေ့ဖြစ်တဲ့အချိန်မှာဆုံးဖြတ်ချက်ချရတာတွေစကားပြောရတာတွေစိတ်လှုပ်ရှားရတာတွေဒါတွေကြောင့်ဖြည်းဖြည်းချင်းနဲ့အာရုံသွားရတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့သတိမထားမိကြဘူးဆိုတော့ဘဝမှာကျွန်တော်တို့စိတ်ပင်ပန်းရတဲ့အဓိကအကြောင်းရင်း၃ခုလောက်တော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့မလိုလားဖက်နဲ့ငင်းခုန်မှုတွေပြုလုပ်တာပြီးတော့အခြားတစ်ယောက်ရဲ့အတင်းဖြင့်တွေကိုနားထောင်နေရတာကိုကပြောမိနေတာဒါမျိုးတွေရှိတယ်နောက်တဲ့ဆုံးဖြတ်ချက်ဝန်တော့ဝန်ဖို့ဆိုတာမျိုးတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့အရေးမကြီးတဲ့ကိစ္စလေးတွေဥပမာဘာဝတ်ရမလဲဘာစားရမလဲဘေးသွားရမလဲဘာညာပေါ့ဒီလိုအဲ့ဒါကြီးတွေကိုအချင်းအကြာကြီးစဉ်းစားနေမိတတ်တာနောက်တစ်ခုကဖုန်းကြည့်နေတာ social media သုံးရင်တက်လာတဲ့သတင်းချက်လက်တွေကိုအလွန်အကျွံကြည့်မိနေတာဒါမျိုးတွေရှိတယ်ဆိုတော့အတွေးခေါ်ပညာရှင်တယောက်ကပြောဘူးတယ်ဗာလဲဆိုတော့လူတွေအားတဲ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုနော်အခြားသူကလားယူရင်အသေးအလဲကာကွယ်ကြပေမဲ့တဲ့သူတို့ရဲ့အချိန်နဲ့စိတ်စွမ်းအင်ကိုတော့အခြားသူကလာရောက်နှောက်ယှက်ဖို့အလွယ်တကူပဲခွင့်ပြုတတ်ကြတယ်တဲ့ဆိုတော့ဒီစကားလေးကအရန်ကိုအတိတ်ပဲရှိတယ်ဗျာငွေရေးကြေးရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကကက်လန်အောင်ကာကွယ်တတ်ကြပေမဲ့အဓိကတန်ဖိုးရှိတဲ့အချိန်တွေစိတ်စွမ်းအင်တွေကိုတော့တန်ဖိုးမထားမိကြဘူးပေါ့ဗျာဒါမျိုးတွေရှိတယ်ဆိုတော့မတိကျိုးကျွင်ပြုခြင်းအမှုပညာဆိုတဲ့အကြောင်းအရာလေးကိုပြောချင်တယ်ဗာလဲဆိုတော့ကျွန်တော်တို့ရဲ့လူနေမှုဘဝမှာအောင်မြင်ခြင်းရင်အရာရာကိုသိနေဖို့ထက်ကျွန်တော်တို့လူမှုဘဝမှာအဆင်ပြေခြင်းအရာရာကိုသိနေတတ်နေဖို့ထက်တခါတလေမှာအရာရာကိုလိုက်ပြီးအလေးထားတတ်ဖို့မလိုဘူးဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆိုတော့တုံ့ပြန်မှုမပေးခြင်းကလည်းတုံ့ပြန်မှုတစ်ခုပဲဆိုတဲ့စကားတစ်ခွန်းရှိတယ်လူတယောက်ကခမရကိုရန်လားစတဲ့အခါဒါမှမဟုတ်အတိတ်ပဲမရှိတဲ့ဝေဖန်မှုတွေလုပ်နေတဲ့အခါခမရကပြန်ပြီးရှင်းပြနေရင်ဒေါသထွက်နေရင်ခမရရဲ့စိတ်စွမ်းအင်တွေကိုသူ့စီအလကားပေးလိုက်တယ်လို့ဖြစ်နေတယ်ဗျာအဲ့ဒီအချိန်မှာမတိကျိုးကျွင်းပြုခြင်းကခမရရဲ့စိတ်စွမ်းအင်တွေကိုကာကွယ်ရရောက်တယ်တဲ့ဆိုတော့ဒီစကားလေးကအရန်ကိုအတိတ်ပဲရှိပါတယ်နောက်တစ်ခုရှိသေးတယ်ဗာလဲဆိုတော့နေ့စဉ်ဘဝမှာခမ ्या ကိုပိုကောင်းအောင်လုပ်မပေးနိုင်တဲ့ခမ ्या ပန်းနိုင်တဲ့မဆိုင်တဲ့ကိစ္စမှန်သမျှကိုငါနဲ့မဆိုင်မူလို့သတ်မှတ်တတ်ရမယ်ပြောရမယ်ဆိုရင်ကိုနဲ့ဆိုင်တာကိုပဲအာယုံဆိုင်ကိုနဲ့မဆိုင်တာကိုလိုက်ပြီးဆက်လိုအပ်ထပ်ပူပြီးဝင်းမပါနဲ့လို့ပြောချင်တာနံပါတ်3ချက်ကဗာလဲဆိုတော့နေ့တစ်နေ့မှာလက်တွေ့လှုပ်ဆောင်ရမယ့်အချက်လေးနည်းနည်းလောက်ပြောချင်တယ်တနေ့တာလုံးမှာခမ ्या ရဲ့စိတ်စွမ်းအင်ကိုကာကွယ်ဖို့ဒီနီလန်းလေးတွေကိုတုံးကြည့်လိုက်ဘာလဲဆိုတော့မနဲ့နိုးချင်းနော်မနဲ့အိယာထားတဲ့အချိန်မနဲ့နိုးချင်းမှာဖုန်းကိုတန်းမကြည့်နဲ့ဖုန်းကိုမကြည့်နဲ့ခမ ्या ရဲ့အုံနောက်ကိုအခြားတစ်ယောက်ရဲ့သတင်းစကားတွေနဲ့အတင်းဖြင်းတွေနဲ့မစတင်မဲနဲ့ခမ ्या ရဲ့ရီမှန်းချက်ခမ ्या ရဲ့အတွေ့ခမ ्या ရဲ့ငြိမ်းချမ်းမှုတွေနဲ့ပဲစတင်ဒါအရေးကြီးတယ်နံပါတ်2ချက်ကဘာလဲဆိုတော့အရေးမကြီးတဲ့အရာတွေကိုဆုံးဖြတ်ချက်အချိန်အများကြီးပေးပြီးစွမ်းရည်အများကြီးပေးပြီးမချနဲ့ထားပါတော့ဘာဟင်းနဲ့စားရင်ကောင်းမလို့ဘာဟင်းမာရင်ကောင်းမလို့ဘာဝေးရရင်ကောင်းမလို့ဘေးသွားရင်ကောင်းမလို့အတင်းဖြင့်အရင်ကြီးပြောမိနေတာဒါမျိုးတွေကိုကျွန်တော်တို့ကသတိထားရမယ်နံပါတ်3ချက်ကဘာလဲဆိုတော့ညနေဆောင်ရောက်တဲ့အခါညရောက်တဲ့အခါကိုယ်ပြန်မေ့ကြည့်ငါရဲ့စွမ်းအင်ကိုငါရဲ့စိတ်စွမ်းအင်ကိုဘယ်သူတွေဘယ်အရာတွေကအလကားဖြုံးသီးသွားခဲ့တယ်လဲဘယ်နေရာမှာအသုံးချမိတယ်လဲပေါ့အကျိုးရှိတဲ့နေရာတွေမှာများအသုံးချမိတယ်လားပါညာပေါ့အဲ့လိုမျိုးပြန်ပြီးကျွန်တော်တို့ကကြည့်ပေးတဲ့အလေးချင်းလေးလုပ်ပေးဖို့လိုပါတယ်ဆိုတော့ဘဝမှာအရာရာကိုအာယုံစိုက်နေတဲ့၍ဘယ်တော့မှစိတ်အေးချမ်းရမှာမဟုတ်တကယ်အာယုံစိုက်မဲ့အရာကအနည်းငယ်ပဲရှိတာအနည်းငယ်ဆိုတာကချစ်ချင်းမြတ်တာပေါ့မိသားစုကြားအဖေမေတငယ်ချင်းပြီးတော့အလောက်ကိုင်းဒါလည်းအရေးကြီးတယ်ပြီးရကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းဒါတွေကလည်းအရေးကြီးတယ်ဒီအရာတွေပေါ်မှာကျွန်တော်တို့စိတ်စွမ်းအင်အသုံးချတတ်ဖို့လိုတယ်လို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့လူအများစုကပိုက်ဆံကိုချွေတာဖို့စူးစမ်းပေမဲ့ကိုယ့်ရဲ့စိတ်စွမ်းအင်ကိုအလကားဖြုံးသီးဝေငှမိနေကြတယ်ဒါလေးကိုတတိထားဖို့ပြောချင်တာဖြစ်ပါတယ်ခမ ्या ကိုစိတ်ဆိုးအောင်
လုံနိုင်တဲ့အရာကခမားကိုထိန်းချုပ်နိုင်တဲ့သူပဲခမားရဲ့စိတ်အေးချမ်းမှုတွေကိုဘယ်သူမှအလကားမပေးလိုက်ပါနဲ့ခမားရဲ့စိတ်အေးချမ်းမှုခမားရဲ့စွမ်းအင်တွေကိုခမားအောင်မြင်မှုအတွက်ပဲယဉ်နီးမြုပ်နှံပါအားလုံးကိုကျေးဇူးတင်ပါတယ်အခုကျွန်တော်ပြောသွားတာနဲ့ပတ်သက်ပြီးအတွေ့အကြုံတစ်ခုရမယ်ဆိုရင် comment မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်